ရေဖြူမြို့နယ်နတ်တွင်းနဲ့ကြောက်ခတ်တပင်အင်းရွာကြားကလက်ကွင်းပြင်မှာအခုလ10ရက်နေ့ညနေပိုင်းကအသက်ခံထားရတဲ့အမျိုးသားတဦးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။အသက်ခံရသူဟာနတ်တွင်းရွာနယ်ကိုစန်းဦးဆိုသူဖြစ်ပြီးဘသူတက်သွားရဲဆိုတာကိုတော့မသိရဘူးလို့ဒေသခံတွေကဆိုပါတယ်။ကိုစန်းဦးရဲ့အလောင်းကိုတော့တွေ့ချင်းမှပဲမိတကြိုလိုက်တယ်လို့သိရပါတယ်။ရုရှားနဲ့လက်မှတ်ရေးထိုးပြီးနောက်တဝဲစီမံကိန်းအတွက်မြန်မာထိုင်းဂျပန်၃နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ SPV Special Purpose Vehicle အစီအစဉ်ကိုဖျက်သိမ်းမှာဖြစ်တယ်လို့စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကပြောပါတယ်။၃နိုင်ငံပူးပေါင်းရေးအစီအစဉ်ကို2013ခုနှစ်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။တဝဲအထူးစီးပွားရေးဇုံစီမံကိန်းကိုရုရှားနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ SPV Special Purpose Vehicle ကိုဖျက်သိမ်းရမှာဖြစ်တယ်လို့ဆိုရင်ကပြောပါတယ်။ Special Purpose Vehicle ကိုဖျက်သိမ်းမဲ့ကိစ္စနဲ့ပတ်သက်လို့မြန်မာထိုင်းဂျပန်၃နိုင်ငံညှိနှိုင်းဖို့လိုအပ်တယ်လို့လည်းသူကဆိုပါတယ်။ဒီကနေ့23ရက်နေ့နဲ့မနက်ဖြန်14ရက်နေ့တွေမှာတဝဲခရိုင်ကတဝဲလောင်လုံးတရက်ချောင်းရေဖြူမောင်မကန်ကလိန်အောင်နဲ့ကံပေါက်မြို့နယ်တွေကိုလျှက်စစ်မီယာယီဖြတ်တောက်ထားမယ်လို့ Petrol Insurance Company ကအသိပေးထားပါတယ်။မနက်9:00နာရီကနေမွန်လွဲပိုင်း10:00နာရီအထိလျှက်စစ်မီဖြတ်တောက်ထားမှာဖြစ်ပြီးကံပေါက်ပင်မှာဓာတ်အားခွဲရုံမှာဓာတ်အားပေးပန်နယ်ပြုပြင်တာတွေလှုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။